အဲ့ဇက်ကားကိုဖတ်တဲ့အချိန်မှာလည်းအရန်ကိုဇက်ကားရဲ့ဒီသွားတဲ့ပုံစံပေါ့နော်အဲ့ဒါကိုအရန်သဘောကျတယ်ဒါပေါ့ကျွန်တော်မဟုတ်တဲ့ပုံစံမျိုးနဲ့မြင်ရမယ်ပြီးတော့ကျွန်တော်ကိုဘယ်လိုပြောမလဲမြင်နေကြမဟုတ်တဲ့ပုံစံမျိုးလည်းဖြစ်တဲ့အပြင်ကိုမှစော်ရှိုင်းတက်ကဒီလိုမျိုးတွေလည်းလုံနိုင်ပါလားဆိုတဲ့ပုံစံမျိုးတစ်ခုကိုပါဒါပရိသတ်တွေအနေနဲ့ရောအားလုံးလည်းဟိုမြင်နိုင်ကြမဲ့ဇက်ကောင်မျိုးပါဟုတ်အဲဒါကြောင့်မလို့လဲရှိုင်းနေနဲ့ဒီဇက်ကောင်ကိုလက်ခံရရှိတဲ့အချိန်မှာကျွန်တော်တော်တော်လေးဘာမှမလုံနိုင်မကင်နိုင်အောင်တော်တော်စွန့်အားသွားတယ်ဖတ်ကြည့်လိုက်တဲ့အချိန်မှာလည်းဟိုမျက်ရည်ကဘူးသီးလုံးလောက်ကိုကြာတာအဲဒါကြောင့်မလို့ဒီဇက်အတွက်ကိုအရန်ကိုလည်းယုံကြည်မှုရှိတယ်အများကြီးလည်းစူးစမ်းဖို့အတွက်တကယ်ကိုခွန်အားရလည်းရပါတယ်လို့ဟုတ်ဒီဇာကားအတွက်ကိုကျွန်တော်ရဲ့ဒီစိတ်တွေရောကျွန်တော်အနုပညာပါရမီတွေအကုန်လုံးကိုကျွန်တော်မြုပ်နှံထားတဲ့ဇာကားလို့လည်းပြောလို့ရတယ်ပေါ့နော်ကျွန်တော်အတွက်ဒါပထမဦးဆုံးတော့ဒါခြေလမ်းတစ်ခုလည်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဟိုအများကြီးစူးစမ်းရမယ်ဆိုတဲ့ခွန်အားတွေလည်းရှိရပြီးတော့ကျွန်တော်အသစ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးလည်းဝန်းရံပြီးတော့ကူညီပြီးတော့လက်တွဲပေးကြပါအောင်လို့လည်းပြောချင်တယ်ကျွန်တော်ဘက်ကလည်းစိတ်ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်အများကြီးဒီ character လေးတစ်ခုကိုပုံပေါ်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့အချစ်ကျင်စာဇာကားကြီးအားလုံးကိုဝင်းရံပေးဖို့အတွက်ကိုလည်းဒီနေရာနေပြောချင်ပါတယ်ဟုတ်script စရကြတဲ့ရပါတော့ script စရကြတဲ့ရဖတ်ကြည့်တဲ့အချိန်မှာ oh my god ဆိုတဲ့စကားလုံးတွေရောမျက်ရည်တွေရောသူ့လိုကြပြောလို့ရှိရင်အဓိကဇက်ကိုတအားကြိုက်တာကျွန်တော်ဇက်ကိုတအားကြိုက်တော့ကျွန်တော်ဒီဇက်လန်းလေးကိုကျွန်တော်လေမိုင်ဒီလားမသိဘူးတင်ဘူးတယ်အဲ့ချိန်မှာပြိသက်တွေတအားစိတ်ဝင်စားကြသူတို့ဘာလဲဆိုအဲ့ချိန်တွေကသူတို့ကျွန်တော် hints ပေးထားတယ်ကျွန်တော်တို့ကမသိခဲ့ကြဘူးသူတို့ကမသိခဲ့ကြကျွန်တော်မိုင်လေးမှာကျွန်တော်ဗာလဲဘာတော့လားဘယ်လိုလဲမသိဘူးเนาะကျွန်တော်တင်ထားတယ်အဲ့ဥစ္စာမိုင်ဒီလေးတင်ထားတယ်ဟိုအကောင်းဆုံးစူးစမ်းဖို့အတွက်ခွန်အားတွေရဖို့အတွက်လိုအပ်တယ်ပေါ့เนาะအဲ့လိုမျိုးလေးတင်ထားဆိုတော့အဲ့ဇက်ကားကိုဖတ်တဲ့အချိန်မှာလည်းအရန်ကိုဇက်ကားရဲ့ဒီသွားတဲ့ပုံစံပေါ့နော်အဲ့ဒါကိုအရန်သဘောကျတယ်ပြီးတော့ကျွန်တော်လှုပ်ချင်တဲ့ဇက်အမျိုးအစားနဲ့ဇက်ကောင်မျိုးစားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီယုံကြည်နဲ့ဒီဇက်ကောင်ကြီးကိုကျွန်တော်တို့တရုပ်ဆောင်ဝင်ပေးတဲ့အတွက်လည်းဒီ Garden Production ကအကိုနဲ့အမရောပြီးတော့ထုတ်လုပ်တဲ့အကိုရောအကုန်လုံးအားလုံးကိုကျေးဇူးတင်ပါတယ်လို့ကျွန်တော်တို့ဒီယုံကြည်နဲ့ဒီခွင့်ရကိုပေးတဲ့အတွက်ပေါ့နော်အားကြောင့်ဟုတ်တယ်ဒီဟာကကြတော့ကျွန်တော်ဟိုဘယ်လိုပြောမလဲဒီအချစ်ပေါ့နော်အချစ်အမုန်းတွေရဲ့ဒီပြိုင်ဆိုင်မှုတွေပြင်းထန်မှုတွေကိုဒါဖြစ်လာမဲ့ဇက်ကားကြီးလာဇက်ကားကြီးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ဘေးမှာစာရေးသူကိုယ်တိုင်ကစရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဇလန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီဇကားလေးကိုပေးဖတ်တဲ့အချိန်မှာဝါကိုကျွန်တော်ရင်ခုန်မှုတွေကျွန်တော်စိတ်လှုပ်ရှားမှုတွေကပြောမပြတတ်အောင်ဖြစ်တယ်မမရဲ့ကောင်းလိုက်တာဇက်ကြီးကတော်တော်ကောင်းလိုက်တာတကယ်ကြီးတားရမှာလားတကယ်ကြီးတားကိုခွင့်ရေးပေးတာလားဆိုတဲ့စကားတွေကိုအချင်းချင်းခါကိုမေးခဲ့ရတယ်မမလည်းသူ့ရဲ့စကားကလည်းပြတ်တယ်ဒီကားကိုအမမောင်လေးနဲ့ပဲအမရိုက်မယ်အမမောင်လေးကိုအမယုံကြည်မှုအပြည့်ရှိတယ် production ဘက်ကလည်းမောင်လေးကိုပဲဒါရိုက်ကူးဖို့အတွက်ကိုရွေးချယ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမတို့စူးစမ်းကြမယ်ဆိုပြီးတော့ဖြစ်သွားတဲ့အချိန်မှာဒါအခုလိုမျိုးအချစ်ချိန်လာဆိုရဲရုပ်ရှင်ဇာတ်ကားကြီးကိုအခုလိုချိန်မှာဒါကြော်ပွဲပေးပွဲအချီကိုဖြစ်လာတဲ့သဘောပေါ့နော်အဲဒါကြောင့်မို့လို့လည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဘယ်လိုပြောရမလဲကျွန်တော်လေးရဲရည်ကြားမတက်ကိုကျွန်တော်အရန်ပျော်နေတာမနိုင်ပြောလို့ရှိရင်ကျွန်တော်ဒီလောက်ကြီးကြီးသူတို့ဝင်းရလာပြီးတော့မထင်ထားဘူးပေါ့နော်မနေ့အရန်လဲစောတာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကကျွန်တော်ထထောင်မှာရီးရရှိ6နာရီလောက်ထဲကချို့ဆိုမနေ့တည်းကဆိုစပြီးတော့ရောက်နေတာဆိုတော့အများကြီးချစ်ပြီးတော့တကယ်သူတို့ဟိုအများကြီးမျှော်လင့်ထားကြရဲဆိုတာကျွန်တော်ရှင်တွေကနေခံစားရတယ်ပေါ့နော်ဟိုသူတို့ဘယ်လိုပဲဖြစ်ဖြစ်ဒီလိုမျိုးဇက်ကောင်အနေနဲ့ဒီလိုမျိုးဟိုမြင်တွေ့ခွင့်ရမယ့်ဥစ္စာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချိန်မှာလည်းသူတို့အများကြီးဂုဏ်ယူနေမယ်လို့လည်းကျွန်တော်ထင်တယ်အဲဒါကြောင့်မလို့သူတို့ရဲ့ဒီမျှော်လင့်ချက်အိမ်မက်လေးတွေကိုလည်းကျွန်တော်အနေနဲ့အကောင့်တွေဖော်ပေးနိုင်တဲ့အတွက်လည်းဒီနေရာနေပြီးတော့ကျေးဇူးလည်းအများကြီးတင်တယ်လာရောက်ဝန်းရံပေးကြတဲ့ချစ်ရတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်တယ်ပြီးတော့မီဒီယာညီကိုမောင်နှမအကိုများအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်လို့အများကြီးလည်းဆက်ပြီးတော့ဝန်းရံပေးပါအောင်လို့ဒီနေရာနေလည်းတောင်းဆိုချင်ပါတယ်ဟုတ်